မင်္ဂလာပါအခုမီတာမှာနာမည်ကြီးနေတဲ့photo 13ပေါ့နော်အဲ့ for basic အကြောင်းရှင်းပြပေးမယ်ကျွန်တော်နေ goalkeeper ကိုတော့ offensive goalkeeper ပဲထားမယ်ကျွန်တော် level ကိုတော့ကျွန်တော်တို့ကoffensive ကိုမထားဘဲနဲ့ကျွန်တော်တို့က defensive ကို fullback ကိုထားမယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကကောက်လုံးမသုံးမယ်ကျွန်တော်မှ defensive full player ကိုစားပြီးထည့်တယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော်ကဘက်က2ယောက်ကိုကြာတော့ကျွန်တော်တို့2ယောက်ကိုကြာကျွန်တော်အဝါထားတယ်ပေးရနေ destroyer ဆိုပြီးထားတယ်ထားပြီးတော့ထားပါတော့ထားပြီးရင်ကျွန်တော်ကညာနောက်ခံလူကြာတော့ကျွန်တော်ကတိုက်စစ်ကိုမသုံးမင်းနဲ့defensive fullback ပေါ့နော် offensive မသုံးဘူး defensive fullback ကိုပဲထားသုံးတယ်ကွင်းလင်2ယောက်ကတော့ကျွန်တော်အဖွားသုံးတော့ပေါ့နော်comment 2ကောင်မှထားသုံးတာပေါ့ကွင်းလင်2ကောင်ကျတော့comment 2ကောင်ပဲထားသုံးမယ်ထားသုံးမယ်ပြီးတော့ကွင်းလင်တိုက်စစ်နေရာမှာကျတော့ကျွန်တော်ဘယ် place down သုံးလဲဆိုတော့ကျွန်တော် hope player place down သုံးတယ်တိုက်စစ်ရဲ့ဘယ်ဘက်ကိုကျတော့ကျွန်တော်ကကိုပို့ချာပေါ့နော်ကိုပို့ချာကိုသုံးစဉ်းစားထားတယ်တိုက်စစ်ရဲ့အလေကိုကျတော့ကျွန်တော်ကhope player ကိုသုံးမှာပေါ့နော်တိုက်စစ်ရဲ့ညာဘက်ကိုကျတော့ကျွန်တော်က non base time ပေါ့ရှင်ပြတဲ့ base time ကိုထားသုံးမယ်ဒါကတော့ technique မှာနာမည်ကြီးနေတဲ့4-2-1-3 formation ရဲ့ထားတဲ့ place time ကြောင့်ပေါ့နော်ကျွန်တော် channel လေးကိုတော့ကြရင် subscribe လုပ်ပြီးကြအောင်ဗျာကျေးဇူးပါ